ဥရောပနိုင်ငံတွေဦးဇင်းတို့ရောက်တာပဲနော်အိမ်ရှိတစ်တီးတွေကြက်ဥတွေဒီတိုင်းထားပစ္စည်းရေးထားတစ်တာထားဒီတွေထည့်သွားကြတာပျောက်တာမှမဟုတ်တာရထားလက်မဲ့စစ်ခဲတွေခိုးမစည်းကြအောင်ကဲအဲ့ဒါဆိုရင်အဲ့ဒီနိုင်ငံတွေမှာပစ္စည်းမပျောက်တာနော်အဲ့ဒီလူတွေအရင်ဘဝမခိုးခဲ့ကြလို့လားဦးဇင်းတို့ဒီမှာတိုင်းပြည်လုံးပျောက်နေတာအာနာအစအကုန်လုံးခိုးခံတာတိုင်းပြည်လုံးကတခိုးဖြစ်ခဲ့လို့လားဘုန်းကြီးတွေရောအကုန်လုံးကိုယ်ပိုင်နဲ့ချုပ်ချာအာဏာအခိုးခံရတာဘုန်းကြီးတွေအားလုံးကတခိုးတွေဖြစ်နေကြပြီလားဆရာတော်ဘုရားတက်ရှိကျမ်းပါပါစေတပည့်တော်ကိုမေကုံးမေးလျှောက်ခွင့်ပြုပါဗျာတပည့်တော်တို့ပတ်ဝန်းကျင်မှာအနာရောဂါများရင်အရင်ဘဝကသူများအသက်ကိုတတ်ထားလို့ကိုပစ္စည်းပြောင်းရင်လည်းအရင်ဘဝကသူများပစ္စည်းခိုးထားလို့ပြောကြပါတယ်ဗျာအခုလက်ရှိအခြေအနေရတပည့်တော်သိရှိလာတာကနိုင်ငံရဲ့စနစ်မကောင်းတာကြောင့်ကိုကျင့်တရားပြတ်ပြားခြင်းကနေစာပြီးဖြစ်တယ်လို့ယူဆမိပါတယ်ဗျာအရှင်ဘုရားရဲ့အမြင်ကိုလည်းသိပါရစေဗျာဟုတ်ကဲ့ပါမိကုံးမေးလျှောက်ပေးတဲ့အတွက်ကြောင့်ကျေးဇူးများကြီးတင်ပါတယ်မိကုံးရှင်မေးသွားတယ်လို့နိုင်ငံတနိုင်ငံရဲ့နော်ကိုချင်းဒိဋ္ဌာဒီကောင်းမှုဟိဆိုတာဦးဇင်းတို့နိုင်ငံမှာနိုင်ငံရေးစနစ်ပညာရေးနော်အဓိကမှန်နိုင်ကတော့နိုင်ငံရေးပေါ့နိုင်ငံရေးကောင်းမှပညာရေးကျန်းမာရေးစီးပွားရေးဘာသာရေးနော်လူမှုရေးစသရာအားလုံးကောင်းရမှာဖြစ်ပါအချိန်ကဦးဇင်းတို့ရဲ့တိုင်းပြည်မှာပါလီမန်ဒီမိုကရေစီစနစ်နော်ဒီမိုကရေစီလမ်းစဉ်ရဲ့အောက်မှာဦးဇင်းတို့ရဲ့တိုင်းပြည်ဟာပညာရေးကျန်းမာရေးစီးပွားရေးဘာသာရေးလူမှုရေးကိုကြီးတိတ်ခါနော်အရာအားလုံးအများကြီးကောင်းတဲ့အတိုင်းပြည်ပါတရက်ဒီမှာပစ္စည်းဥစ္စာကြံခဲ့ရင်တော့နော်3ရက်လောက်မှနေတစ်ပတ်လောက်မှနေလာပြန်ယူရင်တော့မှပဲအရင်နေရမရွေ့ပါဘာပစ္စည်းမှမပြောက်ပါဦးဇင်းတို့မှီသေးတဲ့ဦးဇင်းတို့ငယ်စဉ်ရတော့မှပဲနော်ဒါအစာရေစာတွေပေါ်များကြသေးတယ်အရင်တော့ကဒါကျောင်းသားကဆရာမတွေဟေ့ဆိုရင်လည်းလက်ကနဲ့သူ့တမိသားစုလုံးသုံးစားလို့ရနေသေးတဲ့အခြေအနေတွေမှာကိုကြီးတိတ်ခါတွေကောင်းနေကြပါသေးတယ်နော်ဦးဇင်းတို့ဟေ့ဆိုရင်လေတွေယာတွေလောက်ကြပါတယ်လေနဲ့လည်းပဲဦးဇင်းတို့ရဲ့အိမ်နဲ့ဟေ့ဆိုရင်အဝေးကြီးတွေပါဟိုးကွင်းကြီးတွေထဲမှာတဲကြီးတွေဒီလိုထိုးထားခဲ့တာမျိုးစပါမြေစီပေါတူးပေါပြလူမရှိလေဘယ်သူမှဝင်မခိုးပါဒုံနည်း၎င်းမှာပဲယာကြံနေတဲ့လေနော်ဒါပစ္စည်းမှမပြောက်ပါဘူးဒါတို့သွားတဲ့ခါကျရင်အကုန်လုံးနော်ရှိနေတာပါပဲအဲ့ဒီကာလဒီမှာစားကျင်နေဟိဆိုရင်နော်ခူးဖို့တောင်းစားအကုန်လုံးအလုံးအရင်တဲ့အဆင်ပြေပါတယ်နောက်ပိုင်းကျတော့ဒါကိုချင်းတိတ်ခါတွေပြက်လာတော့ဝါးတောင်ထားလို့မရပဲခိုးခုတ်တာတွေနော်အမျိုးစုံကိုချင်းတိတ်ခါပြက်လာလူတွေကနိုင်ငံရေးစနစ်ပြည့်ရွာမှုရဲ့အောက်မှာခုနပြောခဲ့တဲ့လူများပစ္စည်းယူရတာရှက်စရာကောင်းတယ်လို့ဒီလိုတွေမမြင်ကြတော့နော်ချောင်ရရင်ယူမယ်ဟေးဆိုတဲ့စိတ်တဲ့အတိညာဏ်တွေအစအကုန်လုံးပြက်ပြားလာတာပဲယနေ့ဒိမ့်မတ်တို့ဘာတို့မှာအလုံးမြင်ကြတဲ့အတိုင်းပဲထောင်ကြမဲ့လူမရှိတော့ထောင်တွေပါပိတ်လာရတယ်ဒါပါလေဆိုနိုင်ငံရေးစနစ်ကောင်းလာတယ်ပညာရေးတွေကောင်းလာတယ်စီးပွားရေးတွေကောင်းလာတယ်လူမှုရေးအတိတွေကောင်းလာတယ်ပြီးလာတော့လူတယောက်ကကိုယ့်ရဲ့နော်ကိုရကပြောခဲ့တဲ့အတိညာဏ် level တွေမြင်မာလာကိုယ်တိုင်ကြိုးစားတယ်ဟေ့ဆိုရင်လေအလုတ်ကိုင်းတွေကအစိုးရကဖန်တီးဖေးထားတဲ့ကြောင့်အားလုံးအရင်တင်အကုန်လုံးပြည့်ပြည့်စုံစုံရှိနေတဲ့အတွက်ကြောင့်ခိုးစရာမလိုတဲ့တိုင်းပြည်တစ်ခုဖြစ်အောင်နော်ရာဇဝမှုတွေအ ਨੇ ပါဆုံးတိုင်းပြည်တစ်ခုဖြစ်အောင်သူတို့ဒီအတိညာဏ်တွေကိုလည်းပဲငငယ်လေးတွေကနေပြီးတော့စနစ်တကျစာတွေဖတ်အောင်အကုန်လုံးစောင့်ရှောက်ထားတဲ့အချိန်တဲ့ကြောင့်သူတို့မှာထောင်တကားတွေတောင်ပိတ်လာရတယ်ယနေ့မြန်မာနိုင်ငံမှာတော့မြင်ရတဲ့အတိုင်းပဲနော်မြန်မာပြည်ကတော့ပြောင်းမြန်ပေါ့ထောင်နေရလည်းပဲနေလန်းကလာတိုးချဲ့လာတယ်တိုးချဲ့စောက်လာတယ်အဲ့တော့တကယ်လူကောင်းတွေဖြစ်တဲ့တော့ဆန်းစုကြည်တို့လိုနော်တမရာကြီးဝင်းမြင့်တို့လိုစာကြည့်တွေဖြစ်ဒေါက်တာဇော်မြင့်မောင်တို့လိုတကယ်ကိုချင်းလိတ်ကမြင်မာကြတဲ့ခေါင်းဆောင်တွေစာပေပညာရှင်တွေဆရာကြီးဝင်းတင်တို့လိုစာကြည့်တွေဖြစ်စာရေးဆရာတွေအလုံးထောင်ချတယ်နှိပ်စက်တယ်တပ်ပစ်တယ်တကယ်တမ်းကြီးဆိုတာထောင်ကြီးဆိုတာမင်းအောင်နိုင်တို့လိုရှိုးဝင်းတို့လိုသိန်းစိန်တို့လိုနော်တိုင်းပြည့်ပြည်ပြည့်တခိုးနော်ရာဇဝတ်ကောင်တွေတိုင်းလူပြည်သားများကိုတတ်နေတဲ့ကောင်တွေဒီလိုကောင်တွေနေရမယ့်နေရာတွေသူကပြောင်းပြန်ပညာရှင်တွေကထောင်ထဲရောက်ပြီးတော့လူစိုးတဖိုးချက်ဖိုးအာဏာရှင်နဲ့ပေါင်းစားရဲနဲ့ပေါင်းစားစစ်တပ်နဲ့ပေါင်းစားတဲ့ကောင်တွေဖောက်ထွင်းတွေကအမြဲတမ်းပြန်လွတ်ပြီးခိုးခိုင်းနေဟေ့ဆိုတော့
မြန်မာပြည်မှာရကနော်ကနကိုချင်းတိတ်ခါပြက်ချင်တိုင်းပြက်လာတဲ့တိုင်းပြည်တခုဖြစ်လာတာပါနော်ဒါကိုပဲဘုန်းကြီးတွေကကျင်းထည့်ပြီးတော့နော်အခုပစ္စည်းပြောက်တယ်ရေးဆိုရင်အရင်မွားသူများပစ္စည်းခိုးလို့ဆိုပြီးတော့ကျင်းထည့်ကြတာပါဒါမြင်ခုနကပြောခဲ့တဲ့ဥရောပနိုင်ငံတွေဦးဇင်းတို့ရောက်တာပဲနော်အိမ်ရှိတတိတွေကျက်ဥတွေဒီတိုင်းထားနော်ပစ္စည်းရေးထားတစ်တာထားဒီလေးထည့်သွားကြတာပျောက်တာမှမဟုတ်တာယထာလက်မဲ့စစ်ခဲတယ်ခိုးမစည်းကြအောင်ကဲအဲ့ဒါဆိုရင်အဲ့ဒီနိုင်ငံတွေမှာပစ္စည်းမပျောက်တာနော်အဲ့ဒီလူတွေခုနကပြောခဲ့တဲ့အရင်ဘဝမခိုးခဲ့ကြလို့လားဦးဇင်းတို့ဒီမှာတိုင်းပြည်လုံးပျောက်နေတာအာနာအစအကုန်လုံးခိုးခံတာတိုင်းပြည်လုံးကတခိုးဖြစ်ခဲ့လို့လားဘုန်းကြီးတွေရောအကုန်လုံးကိုယ်ပိုင်နဲ့ချုပ်ချာအာနာအခိုးခံတာဘုန်းကြီးတွေအားလုံးကတခိုးတွေဖြစ်နေကြပြီလားအဲ့တော့ဗုဒ္ဓကအတိတ်ကံပုံကြိုက်ရင်ပုပ္ပေကရဟေတုကမိစ္ဆာဒိဋ္ဌိအထင်ရှားဟောတာညဒီဘွားကြီးခုနကပြောခဲ့တဲ့အကုန်လုံးကြသွားလို့နော်နိုင်ငံရေးပညာရေးကျန်းမာရေးစီးပွားရေးနော်ဘာသာရေးကလည်းဝေရသူတို့လိုပုံကိုယ်တွေပေါကရုံးတို့လိုနော်လူယုံမာတွေဝါသွားတို့လိုစစ်တနံပေးနေတဲ့ကောင်တွေကိုယ်တိုင်ကတော့မှအကျဉ်းပြတ်နေတာတွေတော့ဘုံကြီးဖြစ်နေတဲ့ချိန်မှာဒီတိုင်းပြည်ကြီးကအရာအလုံးပျက်စီးတာပေါ့နော်ဒါကြောင့်မလို့ဘာမှမဆိုင်ပါဘူးနော်အတိတ်ကံပုံချထားလို့မရပါဘူးယနေ့မိမိတို့နိုင်ငံရေးပညာရေးကျန်းမာရေးစီးပွားရေးဒါတွေအလုံးကြံကောင်းမှခုနပြောခဲ့တဲ့ကိုချင်းတိတ်ခါတွေမြင်မာလာမှာပါနော်မခိုးရတဲ့တိုင်းပြည်တစ်ခုဖြစ်အောင်ဖန်တီးကြရမှာပါအဲ့ဒါဆိုရင်ဘာလို့ဒီဆီယနာရှင်တွေအခုမြောက်နိုင်လို့လက်ထက်ကြမှာတခိုးကပေါ်လာရတာတော့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာကားပေါ်မှာကြားတဲ့ကြံခဲ့တဲ့ပစ္စည်းတွေနော်ဘယ်နေမှာကြံခဲ့တဲ့ပစ္စည်းတွေအလုံးပြန်ပေးနေကြတာအလုံးမြင်ရတဲ့အတိုင်းပဲဒေါအောင်ဆန်းစုကြည်လက်ထက်မှာတော့တခိုးတွေကင်းစင်လာပြီးတော့မြောက်နိုင်လက်ထက်ကြမှာတခိုးများလာတာကိုဘယ်လိုလုပ်ချက်ချင်းဘဝအရင်ဘဝရခံရတယ်ဖြစ်ရတာတော့နော်ဒါကြောင့်မလို့အနိကဆုံးပဲကြည့်ရင်မြင်နေကြရတာပဲစနစ်ကောင်းလာတယ်ရှေ့ဆောင်နွားလာဖြောင်းဖြောင်းသွားကနောင်နွားတတိုက်ဖြောင်းဖြောင်းလိုက်ရှေ့ဆောင်နွားလာကောက်ကောက်သွားကနောင်နွားတတိုက်ကောက်ကောက်လိုက်ဥဆုံးကိစ္စတိပုံကောဗုဒ္ဓလည်းဟောထားပြီးသားပဲနောက်ကလင်ကကြည့်တိုင်းပြည်ရဲ့တရားစာတမန်မြတ်ကိုအာနာခိုးအကုန်လုံးခိုးနေတဲ့ကောင်ကြီးရဲ့လက်ထက်မှာတခိုးတွေပေါ်များနေကြမှာပါပဲဘုန်းကြီးတွေထည့်ထားတဲ့ဂျင်းတွေဟာအလုံးအသိဉာဏ်ရှင်းရှင်းနဲ့ရဲရဲရင်ပယ်ရှားနိုင်ကြဖို့လိုပါတယ်လို့ဖြေချပေးပါကျေးဇူးတင်ပါ